LRE လိုက်မူသားပြောသည် LRE လိုက်လဲလျောင်းသည် LAY လေးခင်းခြင်းသည်ဥဥသည်ဒီ verb တွေဟာသူတို့ကို verb 2 verb 3 verb ing ဒီပြောင်းတဲ့အခါမှာတစ်ခါတလေမှာမျက်စိလဲတတ်ပါတယ် LRE လိုက်ကိုမူသားပြောသည်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးရင်သူ့ရဲ့ verb 2နဲ့ verb 3က LRED like LRED like ဖြစ်ပါတယ်သူက regular verb ဖြစ်ပါတယ်သူရဲ့ verb ing ကတော့ LYING lying ဖြစ်ပါတယ်တခါ LRE like ကိုလဲလျောင်းသည်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးရင်တော့သူ့ရဲ့ verb 2က LAY လေးဖြစ်ပြီးတော့ verb 3က LAIN lane ဖြစ်ပါတယ် verb ing ကတော့ LYING lying ပါပဲသူက irregular verb ဖြစ်ပါတယ်နောက်တစ်ခါ LAY လေးဆိုတာကတော့အဓိပ္ပာယ်များစွာရှိတဲ့အနက်ကအသုံးများတဲ့အဓိပ္ပာယ်ကခင်းခြင်းသည်ဥဥသည်ဆိုတဲ့အဓိပ္ပာယ်တွေဖြစ်ပါတယ်သူ့ရဲ့ verb 2က LAID late ဖြစ်ပြီးတော့ verb 3ကလည်း LAID late ပဲဖြစ်ပါတယ် verb ing ကတော့ LAYING laying ဖြစ်ပါတယ်သူကလည်း irregular verb ဖြစ်ပါတယ်ဘုဒ္ဓပြည့်မျှဝေခြင်းဖြစ်ပါတယ် Good luck to you all